ပိတာဝကတွေတဲကလည်းလိုက်နာကျင့်သုံးသည့်အတွက်ကြောင့်အောင်မြင်အထွတ်ထိပ်ရအောင်ကြိုးကျေးဇူးတွေခံစားသွားရအဲ့တော့ဘုန်းကြီးတို့တွေလည်းဒီလိုမနေပဲနဲ့မြတ်စွာဘုရားသခင်ကိုရမရဲ့တရားဓမ္မတွေမိမိတို့လက်လန်းမိသမျှနှလုံးသွင်းဆင်ခြင်ကျင့်ကြံကြိုးကုပ်အားထုတ်ကြမယ်ဆိုလို့ရှိရင်နောက်ဆုံးမှာအကျိုးကျေးဇူးတွေကိုရတယ်အခုပြောတဲ့အကျိုးကျေးဇူးတွေကိုခံစားရမှာဖြစ်တယ်ဒီလိုဆိုလို့တာအဲ့တော့ကောင်းပြီစိတ်ပူပန်မှုတွေမဖြစ်အောင်ကျင့်ဆောင်စိတ်ပူပန်မှုတွေပျောက်အောင်ပျောက်ကင်းအောင်ကျင့်ဆောင်မယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲခြေခံကသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုရယ်ကိုကျင့်သီလကိုကျင့်သီလဆိုတာလူမှာတစ်ဖက်သားနဲ့စကားပြောဖို့အတွက်လှုပ်ဆောင်ဖို့အတွက်အရေးကြီးတဲ့အချက်နှစ်ခုရှိတယ်။ဘာလို့ဆိုနှုတ်ရကိုယ်တဦးနဲ့တဦးပြောပြီဆိုရင်ပြောတယ်လုပ်တယ်ဒီနှစ်ခုဟာဆက်သွယ်မှုနဲ့ပတ်သက်လာစိတ်ထဲဖြစ်တာကိုဒီနေရာမှာမပြောဘူးအဲ့တော့နှုတ်နဲ့ထုတ်ပြောပြီဆိုတဲ့အခါမှာနှုတ်ကိုစီကံထားဖို့လိုအပ်တယ်သမ္မာဝါစာဆိုတာနှုတ်ကိုစီကံထားတာလူတွေကပြောကြတယ်ပါဇက်ဆိုတာတဲ့ခမင်းစားဖို့နဲ့စကားပြောဖို့ထားတာမဟုတ်ဘူးလားဆိုဟုတ်တာပေါ့နော်ပါဇက်ကဘာလောက်ထားတော့ဆိုခမင်းစားဖို့ရဲ့စကားပြောဖို့ဒီတစ်ခုဟုတ်ပြီခမင်းစားဖို့ဆိုတဲ့အခါမှာစားကြရာတွေရှောက်စားရင်ရောကျမကြီးမထိခိုက်ဘူးလားထိခိုက်တယ်ပါဇက်ကလည်းပဲပြောကြရာတွေရှောက်ပြောမယ်ဆိုလို့ရှိရင်မထိခိုက်ပြီဘူးလားထိခိုက်တာဒါကြောင့်မို့စားကြရာတွေစားလို့လည်းမဖြစ်ဘူးပြောကြရာတွေပြောလို့လည်းမဖြစ်ဘူးစိကံထားဒီလိုဆိုအဲ့ဒီနှုတ်ကိုစိကံထားတာကိုပဲသမ္မာဝါစာလို့ခေါ်တာဘယ်လိုစိကံချက်တွေထားတော့ဆိုလိမ့်မပြောဘူးမှန်ကနာကိုပဲပြောတယ်နော်လိမ့်မပြောဘူးမှန်တာကိုပဲပြောတယ်ခုံးမတိုက်ဘူးတူနဲ့တူညင်ညွတ်အောင်ပဲပြောတယ်ဆဲရေးတိုင်းထွာကျမ်းသောစကားကိုမပြောဘူးယဉ်ကျေးတိမ်မွေးစွာပြောတယ်တရားလက်လွတ်စကားတွေကိုမပြောဘူးအကျိုးရှိတဲ့စကားကိုသာပြောမယ်ဟောဒါနှုတ်ရဲ့စိကံချက်တွေအဲ့ဒါဆိုရင်သမ္မာဝါစာအခြေခံကောင်းပါသမ္မာကမ္မန္တဆိုတာလည်းပဲကိုယ်ဒီလက်ရောက်လုပ်တဲ့အခါမှာနော်သူများအသက်ကိုယ့်ရဲ့လုပ်ရကြောင့်တစ်ဖက်သားအသက်ဆုံးရှုံးသွားတာမျိုးမဖြစ်စေရတစ်ဖက်သားပစ္စည်းဥစ္စာတွေဆုံးရှုံးသွားတာမျိုးမဖြစ်စေတစ်ဖက်သားစိတ်ထိခိုက်သွားအောင်မလုပ်အောင်ဟောသုံးခုပဲပါဏာတိပါဒအရိဏဒါနကာမေတုမိစ္ဆာစာဟောတရားရှောင်လိုက်လို့ရှိရင်သမ္မာကမ္မန္တဖြစ်အဲ့ဒီပြောခဲ့တဲ့ဒီဝစီဒုစရိုက်၄မျိုးကာယဒုစရိုက်၃မျိုးပေါင်းလိုက်တော့9ခုအဲ့ဒီ9ခုနဲ့အသက်မွေးဝမ်းကြောင်းမလုပ်ဘူးဆိုလို့ရှိရင်သမ္မာအာဇီဝဒါလည်းဆိုလို့နော်အဲ့ဒါဟာမဂ္ဂင်7ပါးဖြစ်တဲမှာအခြေခံ3ခုရပါဒါစတင်လုပ်တဲ့အခါနံပါတ်1သီလဝိတ္တုတိနှုတ်ကိုစီကံထားတယ်ကိုယ်ကိုစီကံထားတယ်နှုတ်စီကံကိုယ်စီကံတိုင်းနေ့စဉ်အသက်မွေးမှုအတွက်ဆောင်ရွက်တယ်ဟောဒါဆိုလို့ရှိရင်သီလဝိတ္တုတိတမန်အားဖြင့်လုံခြုံသွားပြီယဟန်တန်ဃာတွေကြတော့ဘုန်းကြီးတွေယဟန်တွေကြတော့ဒီတဲ့ပို့တယ်ဒီတဲ့ပို့သွားလူ့ကြောင့်နေအနေနဲ့ကဒီလောက်ဆိုလုံလောက်သွားနော်လုံလောက်သွားဒါကိုချင်းသီလပုံခြေခံလိုက်ဘယ်ရာပဲလှုပ်ကိုယ့်ရဲ့အခြေခံဆိုတာရှိရတစ်ခုခုပေါ်မှာယက်တိပြီးတော့မှလုပ်လို့ရသီလအားလုံးအတွက်အခြေခံတစ်ခုပဲပေါ့မဂ္ဂင်7ပါးကိုကျင့်မယ်ဆိုလို့ရှိရင်သီလအခြေခံအခြေခံဖြစ်တဲ့သီလကိုအရင်စောင့်ကြည့်ကြအဲကြောင့်မို့စိတ်ရဲ့ပူပန်မှုတွေကိုတကယ်ပြောက်အောင်လုပ်တော့မယ်ဆိုလို့ရှိရင်ကိုချင်းသီလကစဒါတကယ်ပြောက်အောင်လုပ်တက္ကနာအတွင်တတ်တာအောင်လုပ်တဲ့နည်းတွေခုခေတ်ပြောတာလို့ဆေးမီးတို့ပေါ့နော်ဆေးမီးတို့နဲ့ကုချင်တယ်ဆိုလို့ရှိရင်
ရသော်ဗျာဟောတဲ့တရားကိုနှလုံးသွင်းယုံတာမန်နှလုံးသွင်းဆင်ခြင်ယုံနဲ့တော့တည်ငါအေးချမ်းသွားနိုင်ရသော်ဗျာတရားတော်ဟာစနစ်တကျအခုတွေးအခုပြောက်ဆိုပါတော့တောကဖြစ်နေတယ်ဒီစုံတစ်ခုဆုံးရှုံးသွားလို့တောကဖြစ်တယ်ဆွေတဲ့မျိုးတွေကနော်မိမိတို့ခင်မင်ရတဲ့ပုဂ္ဂိုလ်တူဒုက္ခရောက်လို့ဆုံးမသွားလို့တောကရောက်ရတယ်ဆိုတဲ့အခါမှန်မှန်ကန်ကန်တွေးလိုက်လေဆုံးရှုံးရလေခြင်းလို့စဉ်းစားနေမယ်ဆိုရင်တောကပိုးလာအော်အရာခတ်သိမ်းဟာတက်ရှိတက်မဲ့ဘယ်အရာမှမမြဲဘူးအလုံးဟာဒီနေ့ကိုသိဆုံးကြရတာပဲဘဝဆိုတာကံပေးသမျှနေရတာဒုက္ခနဲ့သူပဲလို့တွေးကြည့်လိုက်ပါအခုတွေးအခုတက်တာပါအဲ့ဒါလို့မတွေးလို့ရှိရင်မတက်တာဒါစိတ်ပူပန်မှုချွတ်ချတဲ့နေ့တစ်ခုပဲကိုယ်မှာတန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုပျောက်သွားတယ်ဖြစ်ရလေခြင်းလို့စိတ်ထဲမှာရှူကြုံမရဖြစ်နေလို့ရှင်တောကနေစိတ်ပူပန်မှုတွေများလာအဲ့ဒါလို့မတွေးပဲနဲ့အိုးဘဝဆိုတာဒီပစ္စည်းကိုငါပိုင်တယ်ဆိုတာတခဏပစ္စည်းသင်္ခါရလူသင်္ခါရငါကရင်လည်းပစ္စည်းဆွန့်လိုက်ရတာပဲပစ္စည်းကတော့လည်းငါ့ကိုဆွန့်သွားတာပဲဘယ်ရာမှမမြဲဘူးလို့မြတ်စွာဘုရားဟောထားတာပဲမမြဲတဲ့နောက်မှာတောကဖြစ်နေလို့အပူပဲလို့စဉ်းစားလိုက်တာနဲ့ဟောပူပန်မှုကပြောက်ဒါမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲဒီနည်းကိုဟောတာဘုရားသုံးတဲ့စကားလုံးနဲ့ပြောရမယ်ဆိုရင်ယံကိစီဘူတံသင်္ခတံဘာလောကဓမ္မတံဝတ္တမာပလုစီတိနေတံဌာနံဝိသတိမြတ်စွာဘုရားဟောအကြောင်းတရားတွေကစုပေါင်းပြီးတော့ဖန်တီးထားတဲ့အရာတစ်ခုမပြတ်ရအောင်မပြောက်ရအောင်ဘယ်သူတတ်နိုင်ပါလဲတဲ့ဘယ်သူမှမတတ်နိုင်မဖြစ်နိုင်ဘူးကံကုဋ္ဌထလဘဒီအခြေအနေမျိုးကိုငါမှဘာလုပ်နိုင်ပါလဲဘာတတ်နိုင်ပါဗမာတွေလည်းပြောတယ်ရှိတယ်ဗမာလိုကံကုဋ္ဌထလဘဆိုဘာတတ်နိုင်ပါလဲနော်မတတ်နိုင်မတတ်နိုင်တာကိုမတတ်နိုင်တဲ့သဘောကိုဆင်ញင်စဉ်းစားလိုက်ရင်တောကရော့သွားတာဒီလိုဆိုလိုတာပေါ့နော်ဒါကတည်ငါအားဖြင့်ပြည်ငြိမ်းမှုအတွက်ဆိုင်ရာအကြောင်းလေးတစ်ခုနဲ့ဖြည့်ရှင်းတဲ့ဤစနစ်ကိုပြောခုနထာဝရဖြည့်ရှင်းခြင်းပြီဆိုရင်တော့သီလကစပြီးတဲ့အခါမှာသီလဝိတ္တုဖြစ်ပြီးစိတ်ဒီကိုချင်းတရားကောင်းလာပြီဆိုဒီကိုချင်းတရားကောင်းတာဘာအတွက်လဲလို့ဆိုရင်သီလဝိတ္တုဒီစိတ်တဝိတ္တုဖြစ်ဖို့အတွက်ပဲသီလဝိတ္တုမှာမရှိဘဲနဲ့စိတ်တဝိတ္တုဖြစ်ဖို့ဆိုတာအခြေအနေမပေးဘူးသီလရဲ့အခြေအနေကိုကြည့်လိုက်ကိုယ်တိုင်ကိုချင်းသီလနဲ့ပြည့်ဝတဲ့ပုဂ္ဂိုလ်ကိုသီလကိုဆင်ញင်ကြည့်လိုက်တဲ့အခါဘာဖြစ်စိတ်ထဲမှာနှလုံးမသားမယာမဖြစ်ဘူးကြည်နူးတယ်စိတ်ထဲမှာဝမ်းသာအဝိပတိတာရစိတ်ဆင်းရဲတာမဖြစ်ဘူးငါးပါးသီလလုံလို့ငါးပါးသီလလုံတယ်လို့တွေးလိုက်တာနဲ့စိတ်ဆင်းရဲမှုဆိုတာမဖြစ်ဘူးစိတ်နှလုံးဟာကြည်သာနေတယ်အဲ့ဒီစိတ်နှလုံးကြည်သာမှုသည်ပါမောက္ခဝမ်းမြောက်ဖို့ပဲဝမ်းမြောက်မှုဖြစ်စေပါမောက္ခဝမ်းမြောက်မှုကပီတိလို့ဆိုတဲ့နှစ်သက်ကျေနပ်မှုကိုဖြစ်စေပီတိဆိုတဲ့နှစ်သက်ကျေနပ်မှုကပတ္တတိလို့ခေါ်တဲ့ကိုယ်စိတ်ငြိမ်းချမ်းမှုကိုဖြစ်စေပတ္တတိဆိုတဲ့ကိုယ်စိတ်ငြိမ်းချမ်းမှုသည်ဒုက္ခလို့ခေါ်တဲ့ချမ်းသာကိုဖြစ်စေဒုက္ခလို့ဆိုတဲ့ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုရလာလို့ရှိရင်စိတ်တည်ငြိမ်မှုလို့ဆိုတဲ့တမာရီကိုဖြစ်စေတယ်။ဩစိတ်တဝိတ္တုဆိုတာတမာရီကိုပြောတာ။စိတ်ကလေးငြိမ်လာတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာချမ်းသာမှာမချမ်းသာဘူးဆိုစိတ်မငြိမ်ဘူးလေ။အကောင်းမှုဒုစရိုက်တွေလှုပ်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာပူပန်နေရတဲ့အတွက်ကြောင့်ခုနပြောတာတွေဆုံးရှုံးတယ်။ပြန်တွေးလိုက်တိုင်းစိတ်မချမ်းသာဖြစ်တယ်။စိတ်မချမ်းသာဖြစ်တဲ့အတွက်ကြောင့်ဝမ်းမြောက်မှုဆိုတာကင်းမဲ့တယ်။ဝမ်းမြောက်မှုမရှိလို့ပီတိဆိုတာမလာဘူးပီတိမလာလို့ပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုတွေမဖြစ်ဘူးငြိမ်းချမ်းမှုမဖြစ်သည့်အတွက်ကြောင့်ဒုက္ခကိုချမ်းသာမှုစိတ်ချမ်းသာမှုမရှိဘူးစိတ်မှမချမ်းသာတဲ့ပုဂ္ဂိုလ်တယောက်ဟာစိတ်တည်ငြိမ်မှုဆိုတဲ့တမာတိဘယ်မှာဖြစ်မလဲ
ဒီအိဗယ်ပြောဒါကြောင့်မို့လို့သီလဒီထက်ဆက်သွယ်သွားပဋိစ္စသမုပ္ပါဒ်လို့ပဲသူကလည်းဆက်သွယ်မှုတွေရှိတယ်လို့ဒီလိုပြောတယ်နော်ဆက်သွယ်နေတယ်ဒါကြောင့်မို့လို့မဂ္ဂင်၈ပါးထဲမှာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့ကိုချင်းသီလဘယ်ကိုဥတည်သွားတာလဲဆိုတမာတိကိုဥတည်သွားတမာတိရသွားပြီဆိုလို့ရှိရင်စိတ်တဝိတ္တုဆိုတာဖြစ်လာတယ်ပေါ့စိတ်ကလေးစင်ကြယ်တယ်လို့ပြောတာဟာစိတ်တည်ငြိမ်မှုကိုပြောတာစိတ်တဝိတ္တုဆိုတာတမာတိကိုပြောတာတဲ့ကဲတမာတိကဘယ်နှမျိုးရှိတုံးလို့ဆိုရင်စာပေကျမ်းကအများစုမှာပြောလို့ရှိရင်တမာတိကို2မျိုးပဲပြောတယ်ဥပ္ပစာရတမာတိနဲ့အပ္ပနာတမာတိအပ္ပနာတမာတိဆိုတာအတူချုပ်ပြောရလို့ရှိရင်စံတရားရထားတဲ့အခါမှာအာယုန်နဲ့စိတ်ကိုညှိမြုပ်ထားနိုင်တဲ့တမာတိမျိုးဖြစ်လို့အပ္ပနာတမာတိသန္နတမာတိလက်စိတ်ဖို့စိတ်ရလာလို့ရှိရင်လည်းပဲအာယုန်နိဗ္ဗာန်ဆိုတဲ့အာယုန်ထဲမှာစိတ်ဟာမြုပ်သွားလို့မြုပ်ထားလို့အပ္ပနာတမာတိလို့ခေါ်တယ်အဲ့ဒီသံတို့မဖို့တို့တဲ့အနိကမှရှိတဲ့တမာတိမျိုးကြတော့ဥပ္ပစာရတမာတိလို့ခေါ်တယ်အဲ့ဒီတမာတိ2မျိုးလုံးကိုစိတ်တဝိတ္တုလို့ဒီလိုပြောတာဒါကဝိပဿနာကျင့်စဉ်နဲ့မဆိုင်ဘဲနဲ့အောင်မြင်တဲ့အဓိပ္ပာယ်နဲ့ပြောတဲ့စကားလုံးဥပ္ပစာရတမာတိအပ္ပနာတမာတိ2မျိုးသည်စိတ်တဝိတ္တုအဲ့ဒီထဲမှာနောက်ထပ်ထပ်ဖြည့်မယ်ဆိုလို့ရှိရင်ဘာဖြစ်ရမလို့ဆိုခဏိကတမာတိလို့ခေါ်တယ်ခဏိကတမာတိဆိုတာဝိပဿနာနဲ့ပတ်သက်လာတဲ့ဖြစ်ပေါ်လာတဲ့တမာတိတရားကိုပြောအနိစ္စလက္ခဏာကိုဖြစ်ခိုက်ကလေးကိုရှုပြီးတော့ရှုတဲ့အခိုက်ကလေးမှာတည်ငြိမ်သွားတဲ့တမာတိချုပ်ခိုက်ကလေးမှာရှုတဲ့အခိုက်လေးမှာတည်ငြိမ်သွားတဲ့တမာတိဖြစ်တိုင်းဖြစ်တိုင်းချုပ်တိုင်းချုပ်တိုင်းရှုနိုင်သွားပြီဆိုလို့ရှိရင်ဖြစ်ခိုက်ကလေးမှာဖြစ်လိုက်တယ်ချုပ်ခိုက်ကလေးမှာဖြစ်လိုက်တယ်ဖြစ်တိုင်းဖြစ်တိုင်းချုပ်တိုင်းချုပ်တိုင်းဒီတမာတိလေးကစင်စစ်မပြတ်ဖြစ်သွားပြီဆိုလို့ရှိရင်ဒါခဏိကတမာတိလို့ခေါ်တယ်ခဏကလေးတစ်ခါတည်းဖြစ်တဲ့တမာတိကိုခဏိကတမာတိခေါ်တာမဟုတ်ဘူးနော်အင်အားရှိလာတယ်ဆိုစင်စစ်မပြတ်မမြဲတဲ့သဘောတွေကိုဆင်ញင်စဉ်းစားတဲ့အခါမှာဖြစ်ခိုက်ကလေးကိုလည်းသိဖို့အတွက်စိတ်ကလေးဟာငြိမ်သွားတယ်ချုပ်ခိုက်ကလေးဆိုတဲ့အာယောလေးပေါ်မှာလည်းစိတ်ကလေးကငြိမ်သွားတယ်ဖြစ်ခိုက်ချုပ်ခိုက်သိမ့်တန်းကြရေထိအောင်ဒီတမာတိကစက်တိုက်ဖြစ်နေတယ်ဆိုရင်သူကလည်းအင်အားကောင်းတဲ့တမာတိတစ်မျိုးဖြစ်လာတယ်လို့ဒီလိုပြောအဲ့ဒီခဏိကတမာတိဟာနာဟိခဏိကတမာတိဝိနာဝိပဿနာနာမသံဘဝတိတဲ့ခဏိကတမာတိမပါဘဲနဲ့ဝိပဿနာမဖြစ်ဘူးဆိုတော့ခဏိကတမာတိဆိုတာဝိပဿနာတမာတိကိုပြောတာလို့ပြောရင်လည်းရတယ်နော်အပ္ပနာတမာတိဥပ္ပစာရတမာတိတို့ဆိုတာကသမထတမာတိတွေကိုပြောတာသမထကျင့်စဉ်ကရတဲ့တမာတိတွေကိုပြောအပ္ပနာတမာဥပ္ပစာရတမာတိနဲ့အပ္ပနာတမာတိကသမထကျင့်စဉ်နဲ့သက်ဆိုင်ခဏိကတမာတိဆိုတာဝိပဿနာနဲ့သက်ဆိုင်တယ်ဝိပဿနာဉာဏ်နဲ့ရှင်တွဲလာတဲ့ဒီတမာတိဟာဒလဆက်ရှုမှတ်နိုင်လာပြီဆိုတဲ့အခါမှာသူကအင်အားတွေကောင်းလာစင်စစ်မပြတ်ဖြစ်ဟောစင်စစ်မပြတ်ဖြစ်သို့တော့ဖြစ်ခိုက်ကလေးတွေမှာဖြစ်တာဖြစ်သောကြောင့်အလုံးစုလိုက်တဲ့အခါစင်စစ်မပြတ်ဖြစ်နေတာဖြစ်သောကြောင့်အင်အားရှိတဲ့တမာတိတစ်မျိုးဖြစ်လာတယ်အဲ့ဒီခဏိကတမာတိမပါဘဲနဲ့ဝိပဿနာမဖြစ်ဘူးတဲ့ဝိပဿနာဖြစ်နေရင်လည်းပဲခဏိကသမာဓိနဲ့တွားနေတာလို့ဒီလိုမှတ်အဲ့တော့ခဏိကသမာဓိရရင်လည်းစိတ်တဝိတ္တုဖြစ်တယ်လို့ဒီလိုဆိုလိုတာပေါ့အဲ့တော့သီလဝိတ္တုစိတ်တဝိတ္တုဒီတစ်ခုရလာပြီဆိုတဲ့အခါကျတော့မှကိုယ့်ကိုဆင်ញင်သုံးသပ်ရတာကိုယ်ခန္ဓာကိုယ်ကြီးကိုဆင်ញင်သုံးသပ်တယ်ဒီအဆင့်ကိုရောက်မှာနော်ကိုယ်ခန္ဓာကိုယ်ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လူတိုင်းကိုယ့်ကိုကြည့်လိုက်ကြည့်တဲ့အခါရုပ်ခန္ဓာကိုယ်ကြီးရှိမဟာဘုတ်၄ပါးနဲ့ကြည်ဆောင်ထားတဲ့ရုပ်ခန္ဓာ